မင်္ဂလာပါကျွန်တော်အခု HMA နဲ့ပတ်သက်ပြီးတော့ဒီကျွန်တော် HMA ပွဲစားလောကတွေမှာကြုံရဆုံရတဲ့အကြောင်းအရာလေးတွေကိုဆက်ပြီးဆက်ရမှာတွေးမိတွေ့ရလေးလည်းပြောပြနေလို့ပါကျွန်တော်တို့ဒီ HMA လောကမှာရောင်းသူဝယ်သူပွဲတဲ့ဝါခါလို့ရှိရင်စင်ချမဲ့ခါပေါ့အဲဒါလို့ရှိရင်တစ်ဖက်ရောင်းသူကလက်ခံတော့ကောင်းဝယ်သူကပတ်စံမပါသေးတာတော့လည်းကောင်းဖြစ်တတ်တာမျိုးရှိအဲဒါလို့ရှိရင်ကျွန်တော်တို့အကျိုးဆောင်တွေပွဲစားတွေကဘာဖြစ်လဲဆိုတော့တခါတည်းအဲ့ဒီအချိန်မှာစင်အောင်ချခဲ့စီနေတယ်ပေါ့အမှာဈေးလေးတက်သွားပြီးစားစားလည်းကောင်းတယ်ဆိုရင်ခါတယ်လို့ရှိရင်တခါတည်းကျွန်တော်တို့ကစင်ရန်ချခဲ့စီတယ်အဲ့တော့ဘာလို့လဲစင်ရန်တခါတည်းချခဲ့စီနေတာလဲတစ်ဖက်ကလည်းရောင်းသူကလည်းနောက်နေ့မှသူလက်ခံပါမယ်ဝယ်သူကလည်းနောက်နေ့သူငွေပါမှလာချပါမယ်လို့ပြောကြတယ်ဆိုပေမဲ့တခါကြလို့ရှိရင်ကျွန်တော်တို့ရဲ့လူတွေရဲ့စိတ်ကအောက်ကောင်းတယ်ပေါ့ maybe တခါတလေကြလို့ရှိရင်ကျွန်တော်တို့တစ်စိတ်နဲ့တစ်စိတ်ကရှေ့စိတ်နဲ့နောက်စိတ်ကျွန်တော်တို့ဗုဒ္ဓဘာသာအဟောရဆိုလို့ရှိရင်ရှေ့စိတ်နောက်စိတ်တွေဖြစ်တဲ့နှုံးကဖြစ်ပြီးပြက်အဲ့လိုမျိုးပဲပြောရမလို့ပေါ့လေတခါလေကြလို့ရှိရင်စိတ်ကူးတွေကမှုဝဲမယ်စဉ်းစားမယ်နောက်ထပ်10မိနစ်30မိနစ်မှာပဲမှုဝဲကျွန်တော်နေအောင်အဲ့လိုမျိုးတွေဖြစ်တဲ့အဲ့ဒါနဲ့ပတ်သက်ပြီးတော့ကျွန်တော်ရဲ့အတွေ့အကြုံတစ်ခုမှဆိုလို့ရှိရင်ဒီ2019-20ဝန်းကျင်လောက်ကတော့ဖြစ်မယ်ထင်တယ်အဲ့တုန်းကဒီမြောင်းတကုံ40တွေကအဲ့ဒီတစ်ခုကျွန်တော်တို့အယောင်းဝယ်လောက်ကြတယ်အဲ့တုန်းကကျွန်တော်ဝယ်အကိုနဲ့ပေါ့လေကျွန်တော်တို့အယောင်းဝယ်လုံးမဲ့အချိန်သူ့ကိုလိုက်ပြတာကျွန်တော်2လခွဲ3လတော့ကြာသွားတယ်နေ့တိုင်းဒီမှာပေါ့ maybe ဒီဘက်မှာသူလည်းနေ့ရက်3လတွေ့ပြီးတော့သူလည်းအိမ်နေလိုက်ကြည့်သူတို့ကနေမဲ့လူတွေဆိုတော့သူတို့လည်းပို့ပြီးဆိုတော့ရှာပေးရအောင်ဆိုတော့အဲ့ဒီမှာအဲ့ဒီလဲဆိုတော့သူနဲ့ကြိုက်တဲ့အိမ်လေး40ထဲမှာလုံးသွားတွေ့ရောသူနိုင်တဲ့ဈေးလေးတွေလည်းကြိုက်တယ်ပေါ့လေအဲ့တုန်းက850လား900လားမသိကျွန်တော်မှတ်မိတော့ဒါပေမဲ့ဈေးအဲ့လောက်ဝေးကြတော့ပါပဲအဲ့ဒါနဲ့ဝယ်မယ်ဆိုပြီးဖြစ်ကြရောဝယ်မယ်ဆိုတော့ကျွန်တော်တို့ဒါရောင်းသူဝယ်သူတွေ့ဖို့ချိန်တဲ့အချိန်မှာသူတို့ကလည်းဈေးနီးစက်မှာပဲဝယ်သူဘက်ကလည်းတွေ့ကျင်တယ်အဲ့တော့ဆိုသူကမေးမယ်တစ်ချက်ညှိလိုက်ပါဆိုတော့ကျွန်တော်လည်းဖုန်းဆက်ပြီးတော့လည်းညှိတော့ဈေးကဒီဘက်ကလူဝယ်တဲ့ဈေးနဲ့ရောင်းနေတဲ့လူကရောင်းနိုင်မယ်ဈေးနဲ့နီးရလေးဖြစ်နေတယ်တိတ်မကွာတော့တာနဲ့ကျွန်တော်ပွဲစားတွေထုံးစံတိုင်းပဲလူချင်းတွေ့ပြီးတော့ညှိနှိုင်းလိုက်ပါလူချင်းတွေ့ပြီးညှိနှိုင်းလို့ရှိရင်တော့ဟိုအဆင်ပြေသွားမယ်ဟိုကောင်းသွားမယ်အဲ့တော့ဘာလို့လဲဆိုတော့ရောင်းသူဝယ်သူကျွန်တော်တို့တွေ့ပြီးလိုက်တယ်တွေ့ပြီးလိုက်တဲ့အခါအဲ့တော့ကျွန်တော်တို့ရှင်းရင်လည်းခေါ်ပေါ့ဗျာဈေးကလည်းဒီဇယ်နေရောအခြေအနေနဲ့ဖြစ်တော့ရှင်းရင်လည်းကျွန်တော်တို့ရုံကခေါ်ပြီးတော့ဈေးဆိုင်တော့နောက်ဆုံး800ကျော်တော့ကျွန်တော်တို့ဈေးကတဲ့သွားတော့ okay အဲ့ဒီအချိန်မှာဒါစီရင်ချောင်းကျွန်တော်တို့စီစဉ်တာပေါ့စီစဉ်တဲ့အချိန်မှာရောင်းတဲ့ဘက်ကဘာဖြစ်လဲဆိုတော့အဲ့ဒီမှာသူကတိုင်မင်းရှင်သေးတယ်ပေါ့လေဒါဈေးကတော့သူ okay သွားပြီဒါပေမဲ့အမီပေါက်ရှိတာကကြတော့သူ့ရဲ့အမျိုးသားနာမည်အမီပေါက်ပေါ့ရှိတာကျွန်တော်တို့နဲ့စီးစကားပြောရတာကတော့အမျိုးသမီးနဲ့ပေါ့လေနောက်သူ့ယောက်ျားလေးသူဟိုကျွန်တော်တို့ကျတော့ဖုန်းနဲ့ပဲဒါပြောလိုက်တာပေါ့အဲ့ဒီအချိန်သူယောက်ျားမရှိလို့ဆိုပြီးဆီယမ်ဝေသူလက်မခံဘူးဆိုတော့တစ်ဖက်ကလည်းတော့ဆီယမ်ဝေဘိန်းကားတဲ့လောက်ချထားလိုက်တယ်ကျွန်တော်တို့ဒီဟာနဲ့ပတ်သက်ပြီးတော့အမားရွေးတစ်ခုဖြစ်ခဲ့တယ်ဆိုလို့ရှိရင်ဒီ90တိုင်းပဲပြန်ပြီးကျွန်တော်တို့2စားတွေ3စားတွေလည်းပေးစရာမလိုဘူးအခုကကျွန်တော်တို့အယောင်းဝယ်အဆင်ပြေသွားပြီ okay သွားပြီဆိုတာပဲဟိုကျွန်တော်တို့ဒါအသိမပြုတယ်ပေါ့ဗျာမင်္ဂလာဖြစ်အောင်ကျွန်တော်တို့လုပ်တယ်ပေါ့အဲ့ဖြစ်ချင်တော့မျိုးသမီးကလည်းတော့လက်မခံဘူးသူယောက်ျားဒီနာမည်သူယောက်ျားလက်ခံမှာပေါ့သူလက်ခံမယ်ဆိုပြီးဖြစ်တော့နောက်ဆုံးဘယ်လိုဖြစ်လဲဆိုတော့အဝယ်ဘက်ကလည်းအဲ့ဒါဆိုလို့ရှိရင်သူယောက်ျားပဲလေးလောက်ဟိုဟာဖြစ်မလဲလက်မှန်ပဲခြေလောက်တွေ့လို့ရမလဲဆိုတော့ယောက်ျားလောက်ကပြန်လာမှာအဲ့တော့ဒီညနေတော့မရဘူးမနက်10နာရီဝန်းကျင်လောက်ဆိုလို့ရှိရင်တွေ့မယ်ပေါ့တွေ့ပြီးတော့အဲ့ကြတော့မှပဲစီရန်ချပေါ့လေဆိုပြီးဖြစ်သွားရောဒီတော့ဝယ်မတွေကိုယ်လည်းပြန်သွားတော့ပေါ့လေပြန်သွားပြီးတော့နောက်နေ့10နာရီလဲကြာရောကျွန်တော်ဒိုးဆောင်ဆို10နာရီမတိုင်ခင်မှာရောင်းသူဝယ်သူပေါ့လာနေပြီလားပေါ့100%ထုံနေပြီလားအမေနာရောက်ပြီလဲပါညာပေါ့ကျွန်တော်ဖုန်းလေးမှာလမ်းဆက်ပေါ့အဲ့ဒီလည်းအကုန်လုံးစစ်ပြီးပါတယ်အဲ့တော့အကုန်လုံး okay သွားပြီလို့ကျွန်တော်တို့တွေးတဲ့အချိန်လေးရောက်တော့မှရောက်တဲ့လူကစိတ်ပြောင်းသွားပြီးတော့မရောက်နေတော့ဘူးအဲ့တော့ဒီမှာကကျွန်တော်တို့ကလည်းအကုန်လုံးဒီလေးဖြစ်သွားပြီမနေ့ကလည်းကျွန်တော်တို့တော်တော်များပြောပြီးဆိုပြီးသားပြီးအကုန်လည်းဖုန်းထဲမှာပြောတာပဲဒီဈေးနဲ့အစားစားတဲ့ကိစ္စတွေဘာညာကျွန်တော်တို့လည်းအကုန်လုံးညှိနှိုင်းပြီးသားကျွန်တော်ဘာတွေဒီမှာဖြစ်ဖို့လို့သိနေဆိုတော့မဟုတ်ဘူးနဲ့သူဈေးဘက်မှာအဲ့မနေ့ကပြန်လာပြီးတော့စုံစမ်းကြည့်တယ်သူရဲ့ဒီအိမ်နေရာကလက်ရှိပေါက်ဈေးကအခုကျွန်တော်တို့ရောင်းမဲ့ဈေးနဲ့ဆိုရင်တော်တော်လေးဟနေလို့တဲ့
ဘသူကဘလို့ကြက်လိုက်လဲကျွန်တော်လည်းမပြောနိုင်ဘူးပေါ့ဗျာအဲ့လိုမျိုးပဲကျွန်တော်တို့ဒီတစ်ဖက်ကမရောင်းရင်လည်းဖြစ်မှာပေါ့လေအဲ့လိုမျိုးဖြစ်သွားတဲ့ခါကျတော့ကျွန်တော်တို့လည်းအဲ့ဒီမှာလည်း10နာရီဝန်းကျင်လောက်ကနေတော့သူ့ပြန်ဆိုဆွေးနေတာအချိန်တော်ကြာသွားတယ်ဒါပေမဲ့လည်းတစ်ခါကလူကလုံးဝမရောင်းချင်တော့ခက်ခါတည်တည်ဖြစ်နေတော့ကျွန်တော်ရဲ့အဝယ်အကူတွေကိုပဲခေါ်ပြီးနေပဲကျွန်တော်လည်းနောက်ထပ်တစ်ခုထပ်ပြလိုက်ရတာပေါ့အဲ့လိုနဲ့ပဲသူနဲ့အဆင်ပြေမယ်နောက်တစ်ခုတော့ကျွန်တော်ရောင်းပေးလိုက်ရတာပေါ့လေဒါပေမဲ့အဲ့ဒီမှာပြောချင်တာကလည်းဆိုတော့လူတွေရဲ့စိတ်ပေါ့လေကျွန်တော်ပွဲသားတွေကရောင်းဝယ်ခုလုပ်တဲ့ခါကြလို့ရှိရင်ဒီရောင်းဝယ်သူကြိုက်ဖို့ဒီရောင်းသူရဲ့ရောင်းထွက်ဖို့ဆိုတော့ကျွန်တော်တို့လည်းအိမ်တွေကိုလာကြည့်ရတယ်၊ကွင်းဆင်းရတယ်၊လေ့လာရတယ်မှာစပိန်ရှင်းတွေကစပိန်လမ်းလျှောက်တဲ့လူကလမ်းလျှောက်အိုးဝေငါကားရှင်းတွေကကားအစသဖြင့်ကျွန်တော်တို့ကသွားပြီးတော့ကျွန်တော်တို့ရဲ့လုပ်ငန်းတွေပေါ်မှာဒီ customer နဲ့အရင်ဆုံးကိုက်မကိုက်ကျွန်တော်တို့အရင်ဆုံးပြေးကြည့်ရတယ်ကျွန်တော်တို့ customer နဲ့ကျွန်တော်တို့သူလိုချင်တဲ့နေရာနဲ့ဒီအလှည့်တွေပါလေညာတွေဈေးတွေသူလိုချင်တဲ့ပါဝင်နေတာရှိမရှိအကုန်လုံးကိုက်ညီမှာကျွန်တော်တို့အဝယ်ဖုန်းဆက်ပြီးတော့ကျွန်တော်တို့ကပြောရတယ်အဲ့တော့ဒီလိုတစ်ခွက်နှစ်ခွက်ရဖို့တော့ကျွန်တော်တို့အကွက်တွေအများကြီးကျွန်တော်ကြည့်ပြီးတော့မှကျွန်တော်တို့ကတစ်ဖက်ကဝယ်သူနှမ်းပြောရတယ်အဲ့တော့ကျွန်တော်တို့မှာအချိန်ကြီးပေးထားခဲ့ခဲတွေဒါကျွန်တော်တို့ပွဲစားတယောက်အနေနဲ့ကျွန်တော်တို့လုပ်ဆောင်ချက်လေးတွေပြောပြတာပါစားပစ်ပေးနေဆိုတော့အဲ့တော့တစ်ဖက်မှာကဘာဖြစ်လဲဆိုတော့ဒါဝယ်တဲ့လူကလည်းကိုယ်တေးချက်ယုံကြည်တယ်ဒီမနေ့ချက်သူနဲ့ကြိုက်တာလေးတွေ့တယ်ကိုယ်လည်းယုံကြည်တယ်အဲ့လိုအခြေအနေဖြစ်တဲ့အခါမှာဒီဈေးနဲ့ယူရမယ်โอเคဝယ်မယ်အကုန်လုံးအဆင်ပြေသွားပြီးတော့နောက်ဆုံးမှာအဲ့လိုပွဲရဘာမှမဟုတ်တာလေးနဲ့ပြန်သွားတဲ့အခါကျတော့မဖြစ်လဲဆိုတော့ကျွန်တော်တို့အကျိုးဆောင်တွေအနေနဲ့ရပေါ့လေခက်ခက်ခဲခဲနဲ့တင်ထားတဲ့အလုံးလေးတွေပေါ့အဲ့လိုနည်းနည်းအဆင်မပြေတဲ့ခါကျတော့စိတ်ထဲမှာတော့မကောင်းဘူးပေါ့လေနောက်တစ်ခုထပ်ကြိုးစားရရဆိုရင်တချို့ကိစ္စတွေတစ်ခါတည်းအဆင်ပြေသွားတယ်ကျွန်တော်တို့လည်းပို့ပြီးတော့ကောင်းတာပေါ့ဆိုတော့ပြောပြချင်တာကတော့အဲ့လိုပါပဲတစ်ခါအိမ်ချန်ကြီးလောကမှာဝဲသားတွေကရောင်းသူဝဲသူတင်သားပြီဆိုရင်ဘာလို့စင်ရောအတင်းချခိုင်းတာလဲလို့မေးလာတဲ့အခါကျလို့ရှိရင်ကျွန်တော်တို့ကအတင်းချခိုင်းတဲ့အကြောင်းအရာကရောင်းသူတီတော်၎င်းဝဲသူတီတော်၎င်းနောက်နေ့ကူးသွားတဲ့အခါကျလို့ရှိရင်စိတ်ပြောင်းသွားတယ်စိတ်ပြောင်းသွားနေတာဖြစ်တဲ့အတွက်အဲ့လိုမျိုးဖြစ်ရမျိုးတွေမဖြစ်အောင်ရောင်းသူဘက်ကလည်းသူတို့ကျတဲ့ဈေးနဲ့ဒါကကြာကျွန်တော်ရောင်းသူဘက်ကိုပြောလို့ပေါ့လေဝယ်သူဘက်မှာလည်းဒီလိုမျိုးအဲ့ဒါမျိုးတွေရှိတယ်ဝယ်မယ်ပြောပြီးမှနောက်နေ့ကျတော့မှစီရလာမချတော့တဲ့ဝယ်တာမျိုးဝယ်သူပြတ်သွားတယ်လည်းရှိတယ်ဒါကျွန်တော်နောက်တော့မှပဲပြောပြအောင်ပဲဆိုတော့ပြောပြချင်တာကရောင်းဘက်ကတော့ငါဝယ်ဒီဘက်ကတော့လည်းကောင်းအဲ့လိုမျိုးတစ်ဖက်ကနေပြီးတော့ပြတ်သွားတာမျိုးရှိတယ်အဲ့ဒါလို့ရှိရင်နှုံးတစ်ဖက်တော့ကအချိန်ကြာရေးကိုယ့်ရဲ့အချိန်လေးကိုယ့်ရဲ့ဒီဆွဲလုံးလာတယ်အဲ့လိုအများကြီးအားဆိုင်ပြီးတော့မလို့ဆိုအစမပြေတဲ့ခါကျတော့ရောင်းသူဝယ်သူအတွက်လည်းအချိန်ပေးရတာမကောင်းသလိုကျွန်တော်တို့အကျိုးဆောင်တွေအတွက်လည်းတချို့ case တွေကအချိန်နည်းနည်းလေးပို့ပြီးတော့ပို့တုံးလိုက်ရတာပေါ့လေအဲ့ဒါကြောင့်မို့လို့ပြောရမယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ပွဲသားတွေဆင်ဒီဈေးတက်သွားတဲ့အခါမှာစီရင်ချခိုင်းတာကဒီလိုပြဿနာတွေကိုကျွန်တော်တို့ကအနိုင်ဆုံးရှောင်ရှားနိုင်ဖို့အတွက်လုပ်ကြတာပါလို့ပြောရနေတယ်အားလုံးနောက်ထပ်ဗီဒီယိုတစ်ခုမှထပ်တွေ့ပါမယ်ကျေးဇူးများတင်ပါတယ်